အခုဆက်လက်ပြီးတော့တတိယမြောက်မေခွန်းရောက်ရှိလို့လာပါပြီဒီမေခွန်းနဲ့သက်ဆိုင်တဲ့ဗီဒီယိုလေးကိုအရင်ဆုံးပြပါမယ်ရှင်ရှုစားပေးကြပါအောင်ရှင်ဝတ္ထုရှည်ပြီးတဲ့နောက်ပိုင်းမှာတော့ဝတ္ထုတို့ရဲ့ပထမဆုံးဝတ္ထုတို့လို့အသိမှတ်ပြုကြတာကတော့ဆရာကြီးရွှေဦးတောင်းရဲ့မောင်သိန်းတင်မသိန်းရှင်ဆိုတဲ့ဝတ္ထုပါပဲကိုလိုနီခေတ်နှောင်းပိုင်းမှာဝတ္ထုခေတ်စားလာတာပေါ့အခုတင်ဆက်သွားတဲ့ဒီဗီဒီယိုကတော့မြမယဉ်ကျေးမှုနဲ့စာပေသမိုင်းမှာအလွန်အရေးပါတဲ့ဝတ္ထုတို့ဝတ္ထုရှည်အကြောင်းကိုလေ့လာသိရှိခဲ့ရတာပဲဖြစ်ပါတယ်။တကယ်လဲအားလုံးတော့ဘ ഹു တုတအစစ်မှန်ရမယ်လို့ထင်ပါတယ်။ထီစားတို့အခုလိုမျိုးဘ ഹു တုတအစစ်မှန်ရရှိစေဖို့အတွက်မြင်တွေ့ရတဲ့အတိုင်းပါပဲတကယ်ကိုသိကျွမ်းနားလည်တဲ့ပညာရှင်ကြီးတွေကိုတေချာမင်းမြန်းပြီးတော့မှတေးသေးချာချာကိုပုံဖော်ပေးထားတာဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့ဒီဗီဒီယိုနဲ့သက်ဆိုင်တဲ့တတိယမြောက်မေခွန်းစမေးပါရမယ်ရှင်။မေခွန်းကတော့မြမပထမဆုံးဝိထုတိုမှာမြည်တီဖြစ်ပြီးမြည်သူရေးသားခဲ့ပါတနည်းဒီစားဒီဖုန်းရဲ့အဝင်ကောလေးကိုပြန်ဖွင့်လိုက်ပါပြီမေခွန်းလေးကိုစာတန်းနဲ့လည်းတေချာထိုးပြဟုတ်ကဲ့ပါခိုင်းလိုက်ပါပြီရှင်မင်္ဂလာပါရှင်လူကြီးမင်းရှင်ဖြေဆိုပေးပါရှင်ဟုတ်တယ်ရှင်ဟိုပါလေရွှေဦးတောင်ပြန်ချက်တောင်းရေးရဲ့မောင်တင်းတင်းရဲ့လက်တုံးရှင်လို့ဆိုတာမှန်ပါတယ်ရှင်90စက္ကန့်အတွင်းမှာမှန်ကန်အောင်ဖြေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့10သိန်းရရှိသွားပြီဖြစ်ပါတယ်ရှင်ဂုဏ်ယူပါတယ်ရှင်အဲ့တော့ထွေစာတို့နောက်ထပ်စတုထမြောက်မေခွန်းရောက်ရှိလို့လာပါပြီဒါဆိုလို့ရှိရင်လည်းဒီမေခွန်းနဲ့သက်ဆိုင်တဲ့ဗီဒီယိုလေးကိုအရင်ဆုံးကြည့်ပေးကြပါအောင်ရှင်ကနီးပြဆရာမကြီးယူဝရီဒေါခင်ညွန့်ကစတင်ပြီးတော့သင်ကြားခဲ့တာပေါ့အဲ့တော့ဒီကဟာပျော့ပြောင်းတဲ့လူမှလက်ပျော့တဲ့လူမှကလို့ရတယ်လက်မာတဲ့လူဆိုရင်စီမီကငိမ့်သွားနိုင်တယ်စီမီလဲသွားနိုင်တယ်ပြီးတော့ဒီစီမီကဖိတ်သွားနိုင်တယ်အခုလူကြီးမင်းတို့မြင်တွေ့ခဲ့ရတဲ့ဒီဗီဒီယိုကတော့မြမရိုးရာအကသမိုင်းမှာထူးခြားထင်ရှားလာတဲ့စီမီခွက်အကအကြောင်းကိုသိခဲ့ရတာပဲဖြစ်ပါတယ်။အဲ့တော့စီမီခွက်အကအကြောင်းကိုလည်းတကယ်စစ်မှန်တဲ့ဘ ഹു တုတရစေဖို့အတွက်အခုလိုမျိုးတကယ်တည်ကျွမ်းနားလည်တဲ့ပညာရှင်နဲ့ဒါတေချာမေးမြန်းပြီးတော့လည်းရိုက်ကူးပုံဖော်ပေးထားဖြစ်ပါတယ်။ဘာဖြစ်ဖြစ်လူကြီးမင်းတို့အနေနဲ့ဒီစီဇန်လေးကြည့်ပြီးတော့စုချင်းငွေတွေမရလိုက်ဘူးဆိုလို့ရှိရင်တော့မှတကယ်ကိုတိထိုက်တဲ့တန်ဖိုးရှိလာတဲ့ဘ ഹു တုတတွေထွေးစားကိုယ်တိုင်တော့အများကြီးရခဲ့ပါတယ်ရှင်။ကဲအဲ့တော့ဒီဗီဒီယိုနဲ့သက်ဆိုင်တဲ့စတုထမြောက်မေခွန်းကိုတော့ရောက်လာပါပြီမေခွန်းလေးကိုစမေးပါမယ်တေချာလေးမေခွန်းလေးကိုနားထောင်ပြီးတေချာကြည့်ပေးပါနော်မေခွန်းကတော့စီမီခွက်အကကိုမြည်တို့သောသူမသာကပြလို့ရပါတလဲမေခွန်းကိုလည်းစာတန်းထိုးပေးထားပါတယ်တေချာလေးတိကျအောင်ဖြေပေးပါနော်ဖြေဆိုနိုင်ဖို့အတွက်ဖုန်းဝင်ခေါ်ပြန်ဖွင့်လိုက်ပါပြီစီမီခွက်အကကိုဟုတ်ကဲ့ပါတိုင်ပါပြီရှင်မင်္ဂလာပါရှင်လူကြီးမင်းရှင်ဖြေဆိုပေးပါရှင်ဖြေဆိုပေးပါရှင်ဖုန်းဝင်နေပါပြီရှင်ခုကမှပြောတော့နေမှာဒီလိုတောက်ရထစ်နေလို့ရှင်တေချာလေးမကြားလို့ရှင်တေချာလေးနောက်တစ်ချိန်လောက်ဖြေပေးပါရှင်ခုကမှပြောတော့နေမှာမှန်ပါတယ်ရှင်15စက္ကန့်အတွင်းမှာမှန်ကန်တာဖြစ်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းရှင်8သိန်းရရှိတာဖြစ်ပါတယ်ရှင်လူချင်းမင်းကနေတထင်းမင်းဖြစ်ဖို့အစင်သစ်ဖြစ်ပြီလားကန်လဲတူကကန်လဲမြူပဝင်ပုံစံလိုက်တော့ဟဲ့တန်ဖို့ရှိတဲ့ချိန်တန်ဖို့ရှိတဲ့တိပိုင်ဆိုင်နိုင်မချက်သိမ်းထောင်းနေရ